ဇလန်းဆက်မှာတော့ဂီယိုမေကစာနဲမီရဲ့ဝမ်ဘိုက်ကိုချုပ်ဖို့ရန်အတွက်သူကခိုကိုရှီဘူကိုအာယုံလွှဲထားပေးမယ်လို့ပြောပါတယ်စာနဲမီကသဘောတူပြီးတော့ဒီလိုမျိုးအခြေအနေဖြစ်သွားရခြင်းအတွက်တောင်းပန်လိုက်ပါတယ်ကြောက်တုံးဟာရှီယာကအပါမုံဝမ်ကိုစတင်တိုက်ခိုက်ဖို့ပြုလုပ်နေစဉ်မှာခိုကိုရှီဘူကဂိုမဲရဲ့ခန္ဓာကိုဖောက်ထွင်းပြီးတော့သူ့ရဲ့မျက်လုံးနဲ့ကြည့်လိုက်တဲ့အခါမှာသူကသတိပြုံးမိသွားပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း300အတွင်းဒီလိုမျိုးအစွမ်းထက်တဲ့စစ်တီမျိုးတခါမှမမြင်မျိုးကြောင်းပြောဆိုပါတယ်ဂိုမဲကသူ့ရဲ့တန်လုံးတုပ်ကိုလွှဲရမ်းပြီးတော့အသက်ပြင်းပြင်းရှုနေစဉ်အတွင်းမှာခိုကိုရှီဘူကပတ်ဝန်းကျင်ကလေထုတွေကဂိုမဲရဲ့ခန္ဓာကိုယ်တွေကိုစီးဝင်နေကြောင်းသတိပြုံးမိလိုက်ပါတယ်ဂိုမဲကသူ့ရဲ့လက်နက်နဲ့ခိုကိုရှီဘူကိုတိုက်ခိုက်လိုက်ရာခိုကိုရှီဘူကရှောင်းတိန်လိုက်ပေမဲ့လေဂိုမဲကသူ့ရဲ့ပစိန်နဲ့ပါထပ်မံပြီးတော့ပြစ်ပေါက်လိုက်ပါတယ်ခိုကိုရှီဘိုကလည်းဂိုမဲကြီးကိုပြန်လဲတိုက်ခိုက်မဲ့အစီအစဉ်ကိုဆွန့်လွတ်လိုက်ပြီးတော့ပစိန်ကိုပဲရှောင်လိုက်ရပါတယ်။သူကထပ်မံပြီးတော့တိုက်ခိုက်ရန်စ조사ပေမဲ့လည်းဂိုမဲကကြောက်တုံးအသက်ရှူခြင်းဒုတိယပုံစံ Slater Surface Smack ကိုထပ်မံသုံးလိုက်တဲ့အခါခိုကိုရှီဘိုကရှောင်တိန်လိုက်ရပြန်ပါတယ်။အဲ့ဒီအချိန်တွင်မှာဂိုမဲကသူ့ကိုတန်ကြိုးပစ်ဖမ်းချုပ်လိုက်ပြီးတော့ခိုကိုရှီဘိုကရုံထက်ရန်စ조사ပေမဲ့လည်းဂိုမဲရဲ့တန်ကြိုးကိုဖျက်ဆီးနိုင်ခြင်းမရှိပါဘူး။ကြောက်တုံးဟာရှီယာကခိုကိုရှီဘိုရဲ့ခေါင်းပစိန်နဲ့ခုတ်ဖို့စ조사ပေမဲ့လည်းခိုကိုရှီဘိုကရှောင်တိန်နိုင်ခဲ့ပြီးတော့ဇပင်တစုသာပြတ်ထွက်သွားခဲ့ပါတယ်။ခိုကိုရှီဘိုကဒေါသထွက်သွားပြီးဂိုမဲရဲ့လေပင်ကိုဖျက်ဖို့စ조사ပေမဲ့လည်းဂိုမဲရခုံရှောင်လိုက်ကသူ့ရဲ့ပစိန်နဲ့ခိုကိုရှီဘုကိုပြစ်ပေါက်လိုက်ရာအဝယ်စားအနေငယ်ထပ်မံဆုပ်ပြဲသွားရပြန်ပါတယ်ဂိုမဲကသူ့ရဲ့တန်လုံးတို့ကိုကိုကိုရှီဘုထံထပ်မံလွှဲရမ်းလိုက်ရာကိုကိုရှီဘုကထပ်မံရှောင်တိန်ပြန်ပါတယ်ဒါပေမဲ့လည်းဂိုမဲရခိုကိုရှီဘုရဲ့ဓာတ်ကိုသူ့ရဲ့တန်ကြိုးတွေကြားထဲမှာညှက်မိအောင်လုံနိုင်ခဲ့ပြီးတော့ဆွဲယူလိုက်ကဓာတ်ကိုနှစ်ပိုင်းချိုးဖြတ်လိုက်ပါတယ်အဲ့ဒီနောက်ကြောက်တုံးအသက်ရှူခြင်းစတုတ်ထပုံစံ Royal Light Rapid Conquest နဲ့လာမဲအသက်ရှူခြင်းဒုတိယပုံစံမော်လေပရဲဖလာဝါနဲ့သူတို့နှစ်ယောက်သာရင်ဆိုင်ကြပါတယ်ခိုကိုချီဘွဲ့ဒါကကျိုးပဲနေရကနေပြန်လဲကောင်းမွန်လာတဲ့အခါသူကဂိုမဲကိုမင်းဘလောက်ထိပဲတိုက်ခိုက်နေပါစေအားလုံးကပြန်လဲကောင်းမွန်လာမည်ဖြစ်ကြောင်းလှောင်ပြောင်လိုက်ပါတယ်တုတ်ပြန်မှုအနေနဲ့ဂိုမဲကမူဇန်နဲ့တိုက်ပွဲအတွက်တင်းဆဲထားတဲ့နီးစနစ်တစ်ခုကိုထုတ်သုံးလိုက်ပြီးသူ့ရဲ့ Demon Slayer Mask ကိုနောက်ဆုံးတွင်ထုတ်ဖော်လိုက်ပါတယ်တစ်ဖက်မှာတော့ Inosuke နဲ့ Kanao တို့က Infinity Castle ထဲမှာပြေးလွှားနေကြပေမဲ့လေသူတို့အကွေ့တစ်ခုရောက်တဲ့အခါဇန်ဆုနဲ့မိုရာတာတို့ရှိနေတာကိုမသိကြပါဘူးခိုကိုရှီဘူနဲ့တိုက်ပွဲအတွင်းမှာမွေချီတို့ကအဆင့်မြင့်နတ်ဆိုးကသူ့ကိုထိုးဆိုင်ထားတဲ့နေရာမှာလွတ်မြောက်ရင်ရုန်းကန်နေရပြီးသူ့ကြံရှိနေတဲ့လက်တစ်ဖက်ဖြစ်ဓာတ်ကိုသူ့ခန္ဓာကိုယ်မှာဖြည်းဖြည်းညင်သာစွာဆွဲထုတ်နေပါတယ်မွေချီတို့ကဓာတ်ကိုထုတ်နိုင်ခဲ့ပြီးနာကျင်စွာဖြင့်ဒူးထောက်ကျသွားခဲ့ပါတယ်သူကသူ့တန်ရာတွေကများနေပြီးတော့တိတ်ပြီးတော့အသုံးဝင်မှာမဟုတ်ကြောင်းကိုလည်းပြန်လဲသုံးသပ်နေမိပါတယ်မွေချီတို့ကသူ့ရဲ့သွေးတိတ်ရန်အတွက်အချိန်တော်ကြာဦးမယ်ဆိုတာကိုလည်းသူသိနေပါတယ်အဲဒါကြောင့်သူကတန်ကန်အိုဇွေးကဲ့သို့ထိုးချတဲ့ခန္ဓာကိုယ်တိဆောက်ပုံမျိုးပိုင်ဆိုင်ထားခြင်းမရှိသောကြောင့်ဖြစ်နေပါတယ်ဘလို့ပဲဖြစ်ပါစေဘလို့တန်ဖိုးပေးဆက်နေရပါစေတခုခုလှုပ်ဆောင်ဖို့အဆုံးဖြတ်တဲ့အခါမိုရီချီတို့ကကိုကိုရှီဘုကိုအနိုင်ယူရန်တိုက်ပွဲဝင်နေစေဖြစ်တဲ့သူတွေကိုအကိုကြီးအစွမ်းကုန်စ조사မယ်လို့တန်တိတ်တန်ချကသူ့ရဲ့ဓာတ်ကိုစုပ်ကင်ပြီးတော့တိုက်ပွဲစီကိုပြေးထွက်ခဲ့ပါတယ်အဲ့ဒီအချိန်ဂန်ညာကသူ့ကိုလှမ်းခေါ်ကကိုကိုရှေဘုထံမှပြတ်ကျကြံရတဲ့သပင်အချုပ်ကိုကောက်ပေးရန်အကိုကြီးတောင်းတဲ့ဖြစ်သူကအာယုံလွဲသွားခဲ့ရပါတယ်။ဂန်ညာကအဲ့ဒီသပင်တွေကိုစားသုံးပြီးတော့ဒဏ်ရာတွေကိုပြန်လဲတက်တာလာစေရန်သူ့ကိုစာနေမျိုးအဆုံးထိကိုကြီးတိုက်ခိုက်ပေးရန်စာနာရှိနေတာပါ။တစ်ဖက်မှာတော့ခိုကိုရှေဘုနဲ့ဂိုမဲတို့ရင်ဆိုင်နေကြပါတယ်။ခိုကိုရှီဘူကဂိုမဲရဲ့နတ်ဆိုးတပ်သမားအမတ်သား Demon Slayer Mask ကိုတတိပြုတ်သွားပြီးနှမျောစရာကောင်းကြောင်းပြောပါတယ်ဂိုမဲရဲ့အသက်မှာအနည်းဆုံး28နှစ်ခန့်ရှိနေပြီလို့သူကခံမှန်းပါတယ်အဲ့ဒီနောက်အမတ်သားရရှိထားသူတိုင်းအသက်25နှစ်မပြည့်မီတေဆုံးကြရကြောင်းသူကဖွင့်ဟပါတယ်ဂိုမဲကယနေ့ညမှာပင်တေဆုံးလိုက်မယ်လို့ခိုကိုရှီဘူကဟော်ကိန်းထုတ်ပြီးဂိုမဲယခုအချိန်ထိစ조사အားထုတ်ခဲ့သမျှအရာအလုံးကအလားတက်ဖြစ်သွားတော့မယ်လို့ပြောကအဲ့ဒီအတွက်မနှမျောမိဘူးလားလို့မေးခွန်းတော်ထုတ်နေသေးပါသေးတယ်အဲ့ဒီစကားကြောင့်ဂိုမဲကတိတ်ဆိတ်စွာဒေါသထွက်သွားပြီးတော့သူကတခြားနတ်ဆိုးတပ်သမားများအမှတ်ရှိသူများ25နှစ်မတိုင်မီတေဆုံးရတဲ့အကြောင်းကိုသိရှိပြီးသားဖြစ်ကြောင်းပြောလိုက်ပါတယ်သူရဲ့ဘဝအတွက်နှမျောစရာဘာမှမရှိကြောင်းနဲ့ဆုံးဖြတ်ချက်မပြတ်သားတဲ့မရေရာတဲ့စိတ်ဓာတ်နဲ့ဘသူမှဟာရှိယာတယောက်မဖြစ်လာနိုင်ကြောင်းခိုကိုရှီဘွဲ့စကားတွေကသူ့အတွက်စော်ကားမှုတာဖြစ်ကြောင်းပြတ်သားစွာကြေညာလိုက်ပါတယ်ခိုကိုရှီဘွဲ့ကသူဆိုလိုတာကဂိုမိတ်နှစ်ပေါင်းများစွာလေးကျင်ထားတဲ့နီးစနစ်တွေနဲ့ခန္ဓာကိုယ်အကြောင်းဖြစ်တယ်လို့ထပ်မံရှင်းပြရင်စ조사ပင်မလဲဂိုမိတ်ကနားလည်ပေးစရာဘာမှမရှိကြောင်းတုံ့ပြန်ပါတယ်လူသားတို့အနေနဲ့ရှင်သန်ပြီးတော့လူသားတယောက်အနေဖြင့်တေဆုံးခြင်းကသာဂုံတိတ်ခါအကောင်းဆုံးထိန်းသိမ်းခြင်းဖြစ်တယ်လို့ဂိုမိတ်ကပြောပါတယ်သူကကိုကိုရှိဖို့ကိုတွေ့တနာစရာကောင်းတဲ့ကပအမြင်ကိုတခြားသူတွေအပေါ်မတင်စေရန်နဲ့အဲ့ဒါကိုအမြင့်မြတ်ဆုံးအရာလို့မခေါ်ရန်ပြစ်တင်ဝေဖန်လိုက်ပါတယ်ဆက်လက်ပြီးတော့ဂိုမိတ်ကကိုကိုရှိဖို့ကိုလိန်ညာနေကြောင်းအမှတ်သားရှိသူတွေ25နှစ်မတိုင်မီတေဆုံးတယ်ဆိုတဲ့စကားကမှတ်မှန်ကြောင်းဂိုမဲရတတိထားမိတယ်လို့ဆိုလိုက်ပါတယ်ခိုကိုရှိဘူကအဲ့ဒါကိုညင်းဆိုရန်စ조사ပေမဲ့လေချွင်းချက်တစ်ခုတော့ရှိရ
မယ်လို့ဂိုမိတ်ကကြားဖြတ်ပြောလိုက်တဲ့အခါကိုကိုရှိဘူကတစုံတစ်ခုကိုတတိယသွားပြီးတုံ့လှုပ်သွားခဲ့ပါတယ်အဲ့ဒီတုတ်ပြန်မှုကိုမြင်ရတဲ့ဖြင့်ဂိုမိတ်ရသူ့ယူဆချက်မှန်ကန်ကြောင်းသိလိုက်ပါတယ်ကိုကိုရှိဘူကကြောက်တုံးဟာရှိယာကိုခုတ်ရန်ရှေ့သို့တိုးဝင်လာတဲ့အခါဂိုမိတ်ကခုခံနိုင်ခဲ့ပါတယ်ဒဏ်ရာတွေကိုချုပ်နှောင်ပြီးနောက်စာနေမိကလည်းပြန်လည်တက်တာလာပြီးဒီမောအမှတ်သားမတ်ရရှိပြီးသားဖြစ်ပြီးတော့သူဒီအချိန်မဆွဲနေပဲဂိုမိတ်နဲ့အတူကိုကိုရှိဘူကိုပေါင်းပြီးတော့တိုက်ခိုက်ပါတယ်ကိုကိုရှိဘူကယခုခေတ်ဟာရှိယာအားလုံးကအမှတ်သားတွေရရှိထားကြတယ်လို့တွေးမိနေပါတယ်ဟာရှိယာနှစ်ဦးရဲ့ဟန်ချမ်းညင်ကြီးတိုက်ခိုက်မှုကိုမြင်ရလို့ကိုကိုရှိဘူကအံ့ဩနေခဲ့ပါတယ်သူတို့နှစ်ဦးကဟာရှိယာ၄ချိန်ရင်တွေအတူတကွ၄ချိန်ခဲ့ကြသဖြင့်ဒီလိုမျိုးပိုးပေါင်းဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်းပြောကြပါတယ်မွေချီတို့ကဂန်ညာထံရောက်ရှိလာပြီးကိုကိုရှိဘူရဲ့သပင်တဆုပ်ကိုကျွေးလိုက်ရာဂန်ညာဒဏ်ရာတွေမှချက်ချင်းပြန်လဲတက်သွားခဲ့ပါတယ်ဂန်ညာကသူ့ရဲ့ပေါင်ဝင်းကျင်ကိုပုံမတတိပြုတ်လာနိုင်ပြီးတော့ဒီလိုမျိုးလှည့်မြန်စွာပြန်လဲကောင်းမွန်လာမှုပေါ်အံ့ဩနေမိပါတယ်ကိုကိုရှိဘူရဲ့ဓာအပိုင်းစားတစ်ခုကလည်းသူ့အတွင်းတွင်ရှိနေတဲ့ဖြင့်အဲ့ဒါကိုစားသုံးပြီးတော့ခွန်အားတွေကထပ်မံရယူနိုင်သေးကြောင်းသိရတဲ့ဖြင့်သူစိတ်သက်သာရသွားပါတယ်ရုတ်တရက်မူဇန်ခီဘိုဆိုဂျီရဲ့အတန်ဂန်ညာရဲ့ခေါင်းထဲမှာပဲ့တင်ထပ်လာပါတယ်မူဇန်ကကိုကိုရှိဘူအားဟာရှိယာပန်နီယာကိုအနိုင်ယူပြီးပြီလေလို့မေးကဘသူ့ကိုမှဖြတ်ကျော်မသွားစေရန်အမိန့်ပေးလိုက်ပါတယ်ဂန်ညာကကိုကိုရှိဘူရှိနေတဲ့မူဇန်ရဲ့သွေးအာနိတင်ပြင်းထန်မှုကိုပုံမတတိပြုံးမိလာပါတယ်ကိုကိုရှိဘူကဂိုမိန်နဲ့စာနေမီတို့ဆက်လက်တိုက်ခိုက်နေစဉ်သူတို့နှစ်ဦးဟာအစွမ်းထက်ဆုံးတိုက်ခိုက်ရေးသမားများတွေကဖြစ်ရမယ်လို့သိလိုက်ပြီးတော့ဂိုမိန်ကိုအထိုးအထင်ကြီးနေမိပါတယ်ဂိုမိန်ကလည်းသူ့ရဲ့တန်ကြိုးတွေကိုလွှဲရမ်းခြင်းဖြင့်ထွက်ပေါ်လာတဲ့ပဲ့တင်တောင်အတုံးချကအမြင်အာရုံမရှိပေမဲ့လည်းအကွာဝေးနေပတ်ဝန်းကျင်ကိုအတန်ဖြစ်တာဆုံးဖြတ်နိုင်တယ်ကိုကိုရှိဘူသိမြင်သွားခဲ့ပါတယ်ကိုကိုရှိဘူကစာနေမီရဲ့တောင်ဘေးတိုင်းရိုက်ခတ်ပြီးတော့ချိုးဖြန့်စ조사ပေမဲ့လည်းစာနေမီကတုတ်ပြန်နိုင်ခဲ့ပြီးအဲ့ဒီတောင်ကိုပတ်ကခုခံခဲ့ပါတယ်ထို့အပြင်ကိုကိုရှိဘူရဲ့ဓာတ်ကိုမြေပြင်ပေါ်ဖိချလိုက်ပြီးဂိုမိန်နဲ့အတူတိုက်စစ်ဆင်ပါတယ်။စာနေမီကသူ့ရဲ့စပင်တွေကိုထပ်မံခုတ်ဖြတ်နိုင်ခဲ့ခြင်းနဲ့ဒဏ်ရာရပြီးကတည်းကစာနေမီရဲ့တုတ်ပြန်နှုံးတွေကပုံမတိုးတက်လာခြင်းပေါ်ကိုကိုရှိဘူကအထင်ကြီးနဲ့မိပြန်ပါတယ်။ဂိုမိန်ကအနီးကတိုက်ခိုက်ကကိုကိုရှိဘူဘယ်ဘက်နှစ်ရက်ကိုသူ့ရဲ့ပစိန်ဖြစ်ဖြတ်တောက်ပြစ်လိုက်ပြီးနောက်စာနေမီကလေတက်ရှူခြင်းတတမပုံစံဖြစ်တိုက်ခိုက်လိုက်ပါတယ်။ကိုကိုရှိဘူကရှောင်းတိန်နိုင်ခဲ့ပေမဲ့လေဂိုမိန်ကလည်းကြောက်တုံးအသက်ရှူခြင်းပထမပုံစံနဲ့စာနေမီကလေသက်ရှူခြင်းတထမပုံစံတို့ဖြစ်အပြင်းထန်ပြိုင်တူတိုက်ခိုက်ကြပေမဲ့လေသူတို့ကကိုကိုရှိဘူရဲ့ခီမိုနိုအင်ကြီးကိုသာစုပ်ပြဲစေနိုင်ခဲ့ပါတယ်ကိုကိုရှိဘူကသူ့အင်ကြီးကိုအကုန်ဆွဲချွတ်ပစ်လိုက်ပြီးတော့ဟာရှိယာနှစ်ဦးလုံးကိုအဝေးကနေစတင်ပြီးတော့တိုက်ခိုက်ပါတယ်သူတို့နှစ်ဦးမှာကိုကိုရှိဘူရဲ့တိုက်ခိုက်မှုအကွာအဝေးအသစ်ကြောင့်တုံ့လောက်သွားခဲ့ရပါတယ်ကိုကိုရှိဘူရဲ့ဓာတ်ကပေါ်ပြီးတော့ရှည်လျားလာပြီးဓာတ်တော့အစ်အဆွဲတွေကလည်းအကိုင်းခတ်များကဲ့သို့ထွက်ပေါ်လာခဲ့ပါတယ်ကိုကိုရှိဘူကဂိုမိန်နဲ့စာနေမီကိုသာအနိုင်ယူနိုင်ပါကကျန်တဲ့သူတွေကိုလည်းအနိုင်ယူရမှာအလွန်လွယ်ကူလိမ့်မယ်လို့ပြောလိုက်ပါတယ်ရုတ်တရက်စာနေမီကကိုကိုရှိဘူတိုက်ခိုက်မှုထိမှန်သွားပြီးတွေ့ညာဘက်လက်ကလက်ညှိုးနဲ့လက်ကလေးပြတ်တောက်သွားခဲ့ပါတယ်ကိုကိုရှိဘူရဲ့တိုက်ကွက်ကိုမတုတ်ပြန်နိုင်ခဲ့သည့်အတွက်စာနေမီကကိုဆဲဆိုနေပါတယ်အကယ်၍ဂိုမိတ်သာတွေ့တန်ကြိုးကိုတုံးပြီးတိုက်ကွက်လမ်းကြောင်းကိုလွှဲမပေးခဲ့ပါကတွေ့လက်မောင်းနှစ်ဖက်စလုံးပြတ်သွားနိုင်ကြောင်းစာနေမီကသိလိုက်ပါတယ်အဲ့ဒါပြင်တွေ့ထိုးချရဲ့သွေးနှမ်းကလည်းကိုကိုရှိဘူပေါ်အာနိတင်ရောနဲလာပြီးဖြစ်တဲ့ဖြစ်သူကဝင်ထုတ်ဝင်ဖို့တခုလှည့်မြန်စွာဖြစ်လာနိုင်ကြောင်းသူသဘောပေါက်လိုက်ပါတယ်ကြီးကန်းတစ်ကောင်ကခေါင်းမိုးပေါ်မှာပြန်တန်းသွားပြီးခါရီယာအိုဘိုယာရှီကီကခါညာအဲဟာအစင်းမြင့်လာမင်းတစ်ကိုအနိုင်ယူရန်အတွက်ဂေယိုတော့မဟုတ်တန်ဂျီယိုကိုအကုန်ကြီးလွတ်တင်သလားလို့မေးပါတယ်ဒါပေမဲ့လည်းခါရီယာအိုဘိုယာရှီကီကဂိုမိတ်စာနေမီမွေချီရိုနဲ့ဂန်ညာတို့ကအထက်ဆင့်လာမင်းတစ်ကိုကိုရှိဘူကိုအနိုင်ယူနိုင်လိမ့်မယ်လို့အခိုင်အမာယုံကြည်ထားတဲ့ဖြစ်ဂေယုံနဲ့တန်ဂျီတို့ကိုမိုးဆန်ရှိရာသို့ဆက်လက်ရှိတက်စေလိုပါတယ်တိုက်ပွဲမြေပြင်အတွင်းမှာတော့ကိုကိုရှိဘူကလာမင်းအသက်ရှူခြင်းတသမပုံစံကိုထုတ်သုံးလိုက်ရာအဝဲရှိအိုနီတသမားများထံကိုပြင်းထန်တဲ့တုံခါတဲ့လှိုင်းတွေရိုက်ခတ်သွားခဲ့ပါတယ်ဂိုမိတ်ကတိုက်ကွက်ရဲ့အကွာအဝေးကြောင့်အန်အောတင်သွားပြီးကိုကိုရှိဘူကဟာရှိယာတွေကိုဇက်တိုက်ဖိအားပေးတိုက်ခိုက်ပါတယ်ယခုတစ်ချိန်မှာတော့လာမင်းအသက်ရှူခြင်းအထမပုံစံဖြစ်တိုက်ခိုက်ရာစာနေမီရဲ့ခြေချင်းဝက်ကိုထိမှန်သွားပြီးသွေးထက်တန်ယိုဖြစ်သွားစေပါတယ်စာနေမီကကိုကိုရှိဘူရဲ့တိုက်ကွက်တွေကိုရှောင်တိန်ရန်သာသူ့ရဲ့စွမ်းအားတွေကိုအားလုံးသုံးနေရပြီးကိုကိုရှိဘူရဲ့ခေါင်းနောက်ကိုချင်းကပ်၍မရတဲ့အတွက်စိတ်ပြတ်နေမိပါတယ်ကိုကိုရှိဘူကနောက်ထပ်တိုက်ကွက်တစ်ခုဖြစ်တဲ့လာမင်းအသက်ရှူခြင်းနဝမပုံစံကိုထုတ်သုံးလိုက်ရာစာနေမီရဲ့နောက်ကျောကိုထိမှန်ပြီးဒဏ်ရာထက်ရသွားခဲ့ပါတယ်ဂိုမိတ်ကစာနေမီကိုလှမ်းအော်ပင်မဲ့လေစာနေမီကသူ့ကိုယ်သာဂိယိုမဆိုင်ပဲစတ်တိုက်ရန်ပြောပါတယ်ကိုကိုရှိဘူကလာမင်းအသက်ရှူခြင်းဒသမပုံစံဖြစ်စာနေမီကိုအဆုံးတိုက်ရန်စ조사ခြင်းမှာမွေချီတို့ကကြားပြတ်ကဲတင်လိုက်ပါတယ်သူကစာနေမီကိုအသေးမခံနိုင်ကြောင်းနဲ့
သူကသူ့ရဲ့ကြံရှိနေတဲ့လက်တစ်ဖက်နဲ့ဓာတ်ကိုကင်ထားနိုင်စေဖြစ်ကြောင်းပြောပါတယ်တစ်ဖက်မှာတော့ဂန်ညာကတိုင်တစ်ခုရဲ့နောက်ကယ်မှာကြည့်နေခိုကိုရှီဘိုကသူ့ကိုအလွယ်တကူထပ်မံတပ်ဖြတ်လိုက်မှာအောင်ကြောက်လန့်နေမိပါတယ်ကိုယ့်ရဲ့အားနည်းချက်ကိုမုံတီးနေပေမဲ့လေသူ့အကိုအသက်ရှင်စေခြင်းပြီးတငယ်ချင်းတွေကိုကိုညင်ခြင်းတဲ့စိတ်ဖြစ်ဂန်ညာကစုပ်လဲမစုပ်တိုက်လဲမတိုက်ပဲတနေရာထဲမှာရက်နေမိပါတယ်အဲ့ဒီအချိန်မှာတော့သူကထန်ဂျီရိုပြောခဲ့တဲ့အားနည်းဆုံးသူကအတန်မာဆုံးသူဖြစ်လာနိုင်တဲ့အလားအလာရှိရဆိုတဲ့စကားကိုသတိရသွားခဲ့ပါတယ်တန်ဂျီရိုကဒါကိနဲ့ဂူတာယိုတို့ကိုတိုက်ခိုက်စဉ်ကအင်အားအကြီးဆုံးသူများကိုသာအဓိကထားတိုက်ခိုက်တတ်ကြသဖြင့်အားနည်းသူလို့ယူဆရတဲ့လူတွေအပေါ်မှာတော့တတိလက်လို့ဖြစ်တတ်ကြောင်းရှင်းပြခဲ့ပူပါတယ်။ဂန်ညာကအစွမ်းကိုစ조사ရန်ဆုံးဖြတ်ကခိုကိုရှီဘိုရဲ့ဓာအပိုင်းစားကိုထုတ်ယူပြီးတော့အဲ့ဒီဓာကိုမျိုးချကအပါမွန်ဝမ်ကိုအနိုင်ယူရန်ဆုံးဖြတ်လိုက်ပါတယ်။ဂျောမိတ်ကကြောက်တုံးအသက်ရှူခြင်းပြင်စမပုံစံဖြစ်ကိုကိုရှီဘိုကိုတိုက်ခိုက်ပင်မဲ့လေကိုကိုရှီဘုကနတ်ဆိုး၏လာမင်းအသက်ရှူခြင်း16ခုမြောက်ပုံစံဖြစ်ပြန်လဲတိုက်ခိုက်လိုက်ပါတယ်။ကြောက်တုံးဟာရှီယာကခိုကိုရှီဘုရဲ့အဆုံးအစားမရှိတဲ့နီးစနစ်များကြောင့်စိတ်ပြတ်နေပြီးခိုကိုရှီဘုကတူနီးစနစ်တစ်ခု3ရန်ပြင်လိုက်တိုင်းအတိအကျသိနေတဲ့အပေါ်ကတစ်ခုခုထိုးချနေရလို့ခံစားမိနေပါတယ်။ကိုကိုရှီဘုမြင်တွေ့နေရတာကဘာဖြစ်နိုင်တယ်လဲလို့သူစဉ်းစားရင်းနဲ့သူ့ရဲ့အာယုံခံစားမှုများကိုစုစည်းလိုက်ပါတယ်။ကိုကိုရှီဘုကလူသားပုံတံအသွင်ပြောင်းထားခြင်းသာဖြစ်ပြီးတော့သူတို့လုံနိုင်သမျှကိုလူသားတွေလည်းလိုက်လုံနိုင်တယ်လို့သူကပြောပါတယ်။ကိုကိုချီဘိုရဲ့မျက်လုံးတွေကလူသားတွေရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုမြင်နိုင်ရတယ်လို့ပြောပါတယ်။ဂိုမိတ်ကကိုကိုချီဘိုရဲ့အလိညာတွေကိုယုံမှမဟုတ်ကြောင်းကြေညာလိုက်ပါတယ်။ကိုကိုချီဘိုကနောက်ထပ်တိုက်ကွက်တစ်ခုကိုတုံးလိုက်စင်မှာစက္ကန့်ပိုင်းအတွင်းဂိုမိတ်ကသူကိုယ်တိုင်မဲ့အံ့ဩသွားရလောက်အောင်ကိုကိုချီဘိုရဲ့ခန္ဓာကိုယ်အတွင်းပိုင်းတွေကိုဖောက်မြင်နိုင်ခဲ့ပြီးသွေးခုန်နှုံးများကိုပါသိရှိနိုင်ခဲ့ပါတယ်။တစ်ဖက်မှာတော့မိုအီချီတို့ကကိုကိုရှီဘိုရဲ့ခေါင်းအောင်ဖျက်ရန်ဂိုမိတ်တို့မဟုတ်စာနယ်မိအတွက်အခွင့်အရေးရစေရန်ကိုကိုရှီဘိုရဲ့အနာကိုချင်းကပ်ကနှောင့်နှေးအောင်လုပ်ရန်ကြိုးစားပါတယ်။ဂိုမိတ်ရအဲ့ဒါကိုတတိပြုမိပြီးစာနယ်မိနဲ့ပူပေါင်းကမွေချီတို့နဲ့အတူ3ဘတ်3တန်းမှကိုကိုရှီဘိုကိုအာယုံလွဲစေရန်တိုက်ခိုက်ပါတယ်။ကိုကိုရှီဘိုကလည်းသူတို့စီစဉ်နေတဲ့အကြံတိုင်းရုပ်ခွင့်ပေးခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့3ဦးစလုံးကိုတပြိုင်နက်တည်းအနိုင်ယူရန်အခွင့်အရေးလို့ယူဆကလာမင်းအသက်ရှူခြင်း14ခုမြောက်ပုံစံပြည့်ဟာရှီယာအားလုံးကိုတိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့3ဦးစလုံးကရှောင်တိန်နိုင်ခဲ့ပြီးဂိုမိတ်ကဂျိုးစုပရိစိတ်တစ်စိတ်ကိုကိုကိုရှီဘိုရဲ့ညာဘက်လက်နောက်ကိုပစ်သွင်းလိုက်ရာကိုကိုရှီဘိုကခိတ္တတမြအံ့ဩတင်သွားပြီးတိုက်စစ်ကရပ်တန့်သွားခဲ့ပါတယ်။အဲ့ဒါကတော့ဟာရှီယာများအတွက်တံပြန်တိုက်စစ်စင်ရန်အခွင့်အရေးဖြစ်သွားစေပါတယ်။စာနေမီကကိုကိုရှီဘိုကိုနောက်ဆုတ်သွားအောင်တိုက်ခိုက်ပြီးဂိုမိတ်ကနတ်ဆိုးရဲ့ညာဘက်ပခုံးနဲ့ညာဘက်လက်မောင်းကိုခုတ်ဖြတ်ပစ်လိုက်ပါတယ်။မွေချီတို့ကခိုကိုရှီဘိုရဲ့ဝမ်းပိုက်ကိုဓာတ်ဖြစ်ထိုးဖောက်တဲ့တိုက်ကွက်ဖြစ်အဆုံးသတ်ပေးလိုက်ပါတယ်။ခိုကိုရှီဘိုကဒဏ်ရာရထားတဲ့ကောင်လေးမူရီချီတို့ကသူ့တိုက်ကွက်အားလုံးကိုဘယ်လိုတောင်ရှောင်တိန်နိုင်ခဲ့တယ်လို့တွေးတောနေမိပါတယ်။အဲ့ဒီကောင်လေးကလည်းဖောက်ထွင်းမြင်ရတဲ့ကပါတဲ့ကိုဝင်ရောက်နိုင်ခဲ့ပြီလို့ကောက်ချက်ချလိုက်ပါတယ်။ခိုကိုရှီဘိုကဂိုမိတ်လည်းတိုက်ပွဲအလယ်ထဲမှာအဲ့ဒီအခြေအနေကိုရောက်ရှိသွားပြီးသူ့သွေးလက်ပတ်မှုကိုထိန်းချုပ်ကခိုကိုရှီဘိုရဲ့တိုက်ကွက်များလှည့်စားနိုင်ခဲ့တာကိုအတိမတ်ပြုပေးလိုက်ပါတယ်။နတ်ဆိုးတပ်သမားများကလိမ္မာပါးနတ်စွာဖြင့်သူ့ကိုတိုက်ခိုက်နိုင်ပေမဲ့လည်းပြီးမဖြတ်နိုင်သေးတဲ့တွေခိုကိုရှီဘိုကသူတို့ရဲ့တိုက်ကွက်တွေကိုပြန်လဲသုံးသက်ပြီးတံပြန်တိုက်စစ်စင်ရန်စီစဉ်လို့ရနေပါသေးတယ်။ဂိုမိတ်နဲ့စာနယ်မီတို့ကသူ့ထောင်တိုးဝင်လာစဉ်ခိုကိုရှီဘိုက16ခုမြောက်ပုံစံကိုထပ်မံ3ရန်ပြင်ဆင်လိုက်ပေမဲ့ဒီမွန်ပုံစံဖြစ်နေတဲ့ဂန်ညာကတိုင်နောက်မှထွက်လာပြီးတော့သူ့ရဲ့အသွင်ပြောင်းထားတဲ့တနက်ဖြစ်အစင်းမြင့်နတ်ဆိုးအပါမုံဝမ်းကိုချိန်ရွယ်လိုက်ပါတယ်။သူကမွေချီတို့ရဲ့မဝေခွဲနေနဲ့မတွန်းဆောက်နေတဲ့ဆိုတဲ့အကြံပေးချက်ကိုတတိယကဒီမွန်တွေကိုနှောင့်နှေးအောင်လုပ်နိုင်တဲ့၍သူ့ဘာအသေးခံမဲလို့ဆုံးဖြတ်ထားပါတယ်။ဂန်ညာကတနက်ဖြစ်ပစ်လိုက်ပင်မဲ့လေခိုကိုရှီဘုကကြေးစံတွေကိုတားဆီးရန်သူ့ရဲ့တိုက်ကွက်ကိုအသုံးပြုလိုက်ပါတယ်။ဒါပေမဲ့လည်းဂန်ညာရဲ့ကြေးစံတွေကခိုကိုရှီဘုရဲ့ဓာတ်မှပြန်ကန်ထွက်သွားပြီးနောက်သူ့ဘာသာလမ်းကြောင်းပြောင်းကကိုကိုရှီဘုကိုပြန်လဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒါကိုအန်အောသွားတဲ့ကိုကိုရှီဘိုကဂန်ညောင်မောကြည့်လိုက်ရအဲ့ဒီကောင်လေးနဲ့သူ့ရဲ့တနက်ကအရင်ကထက်ပိုပြီးတော့နတ်ဆိုးဆန်တဲ့အသွင်ကိုပြောင်းလဲသွားတာကိုမြင်လိုက်ရပါတယ်ရုတ်တရက်ခိုကိုရှီဘိုရဲ့ကြောဘက်မှာထိမှန်ထားတဲ့ကြည်စံနေတဲ့ကတပ်ပင်ကြီးတစ်ပင်ထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီတပ်ပင်ကြီးကသူ့ကိုမြေပြင်မှာချုပ်နှောင်ထားလိုက်ပြီးအဲ့ဒါကတော့သွေးတက်နတ်ဆို Black Demon အဖြစ်ကြောင်းသိလိုက်ရပြီးခိုကိုရှီဘိုကဂန်ညာကသူ့ရဲ့ဇပင်းနဲ့ဓာအပိုင်းစားတွေကိုစားသုံးပြီးတော့နတ်ဆိုစွမ်းအားတွေကိုရယူခဲ့ခြင်းဖြစ်ကြောင်းသိလိုက်ပါတယ်အဲ့ဒီအချိန်မှာဂိုမိန်နဲ့စာနေမီတို့ကခိုကိုရှီဘိုထံခုံဝင်လာပြီးတော့သူအာယုံလွှဲသွားကစိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း400ခန့်ကသူ့ရဲ့ညီငယ်ယိုအီချီစုဂီကူနီနဲ့ရင်ဆိုင်ခဲ့ရစဉ်ကခံစားခဲ့ရတဲ့ချင်းချောင်းမှုကိုသူပြန်လည်သတိရသွားခဲ့ပါတယ်အဲ့ဒီညကသွေးလာမင်းတာသောညတညဖြစ်ပြီးခိုကိုရှီဘိုကအဲ့ဒီအချိန်တုန်းကအသက်80ကျော်နေပြီဖြစ်တော့သူ့ရဲ့ညီငယ်နဲ့စုံတွဲခဲ့ရခြင်းဖြစ်ပါတယ်အမတ်သားရှိသူများကအသက်25နှစ်ကျော်လျင်မရှင်နိုင်ဘူးလို့သူထင်သားသဖြင့်အဲ့ဒါကတော့ခိုကိုရှီဘိုအတွက်အလွန်အံ့ဩစရာကောင်းတဲ့ဖြစ်ရဖြစ်ခဲ့ပါတယ်
ယိုအီချီကသူ့ရဲ့အကိုမြင်တဲ့အခါမျက်ရည်ကျကရင်နာစရာကောင်းလိုက်တာလို့ပြောခဲ့ပါတယ်အမြဲတမ်းတည်ငြိမ်အေးဆေးတဲ့သူ့ရဲ့ညီငယ်ထမ်းမှခံစားချက်တချို့ကိုမြင်လိုက်ရသဖြင့်ခိုကိုရှီဘူကကြောင်အသွားခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒါကတော့ခဏချင်းသာဖြစ်ပြီးတော့ယိုအီချီတောက်ကိုင်လိုက်တဲ့အခါခိုကိုရှီဘူကတုံလုံးခြောက်ချားသွားရလောက်အောင်ပြင်းထန်တဲ့အစွမ်းအားတွေပေါ်ထွက်လာပါတယ်ယိုအီချီတို့ကအလွန်လျင်မြန်လာသဖြင့်ခိုကိုရှီဘူမတုတ်ပြန်နိုင်မိပါပဲသူ့ရဲ့လေပြင်းကိုဓာတ်ပစ်ခုတ်ပိုင်းခဲ့ပါတယ်သူ့ရဲ့ညီငယ်ကအသက်ကြီးပေမဲ့လည်းခွန်အားမလျော့သေးတာကိုသူမြင်ရသဖြင့်ခိုကိုရှီဘူကဒေါသထွက်လာကမနာလိုမှုနဲ့မုန်းတီးမှုတွေကပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်ခိုကိုရှီဘူကယိုအီချီတို့ကိုတတ်ချင်ပေးမယ်လေယိုအီချီရဲ့နောက်တစ်ချက်ခုတ်ချသူတေရမယ်ဆိုတာကိုသိနေပါတယ်မူဇန်ခီဘိုဆူချီပင်လေယိုအီချီတို့ရဲ့စွမ်းအားကိုရင်ဆိုင်ရခြင်းကအသက်ဘေးနဲ့ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပါတယ်ဒါပေမဲ့လည်းနောက်ထပ်တိုက်ကွက်တစ်ခုကထွက်ပေါ်မလာခဲ့ပါဘူးအကြောင်းရင်းကတော့ယိုအီချီတို့ကဓာတ်ကိုကင်ပြီးတော့မတ်တရလျက်ပဲကွယ်လွန်သွားခဲ့သောကြောင့်ဖြစ်ပါတယ်ယခုလက်ရှိအခြေအနေမှာတော့ခိုကိုရှီဘူကအော်ဟစ်လိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကလာချမ်းပုံစံတုံခါလိုင်းတွေထုတ်လုပ်လိုက်ရာအိုနီတသမအားလုံးကိုထိမှန်သွားခဲ့ပါတယ်ခိုကိုရှီဘူရဲ့ခန္ဓာကိုယ်ကဓာတ်သွားများစွာထွက်ပေါ်လာပြီးအိုနီတသမအားလုံးနောက်ကိုလွင့်ဆွင်သွားကြပြီးဂန်ညာကကိုယ်လည်းဘေးတိုက်နှစ်ပိုင်းပြတ်ထွက်သွားပြီးမှလည်းဝေချီကတော့ခန္ဓာကိုယ်တစ်ပိုင်းပြတ်လျက်ပဲခိုကိုရှီဘူရဲ့ဘိုက်ကိုထိုးဆိုင်ထားတဲ့တောင်စုပ်ကင်ထားဆဲဖြစ်ပါတယ်ကျော်မိုင်းနဲ့စာနယ်မီတို့ကခိုကိုရှီဖို့တံပြေးဝင်လာစဉ်မွေချီတို့ကတခြားဟာရှိယာတွေကမူဇန်နဲ့တိုက်ပွဲအတွက်ခွန်အားတွေကိုခြံထားနိုင်ရန်ခိုကိုရှီဖို့ကိုတတ်နိုင်မဲ့နီလန်တစ်ခုကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။မွေချီတို့ကဓာတ်ကိုတင်းတင်းကြပ်ကြပ်စုပ်ကင်လိုက်ရာဓာတ်ကရုတ်တရက်အနီရောင်တို့ပြောင်းလဲသွားပြီးတော့မူချီတို့နဲ့ခိုကိုရှီဖို့နှစ်ဦးစလုံးအံ့ဩသွားကြရပါတယ်။တောက်ပတဲ့အနီရောင်ဓာတ်ကခိုကိုရှီဖို့ရဲ့ဆဲတွေကိုလောင်မြိုက်စေတဲ့ဖြင့်ခိုကိုရှီဖို့ကနာကျင်စွာဖြင့်တောင်တင်းသွားခဲ့ရပါတယ်။အဲ့ဒီအခွင့်အရေးကိုအတုံးချကစာနယ်မီကခိုကိုရှီဖို့ရဲ့လေပင်ကိုခုတ်လိုက်ပြီးတော့ဂန်ညာကလည်းခိုကိုရှေဘွဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ကြေစံများမှာတပ်ပင်ကြီးတစ်ပင်ပေါက်ဖွာလာစေရန်သွေးနက်ဆိုးအတက်ကိုအသက်သွင်းလိုက်ပါတယ်ခိုကိုရှေဘူကဂန်ညာကိုတိုက်ခိုက်ရန်စ조사ပေမဲ့လည်းသူ့ရဲ့နီးစနစ်တွေကိုတုံးလို့မရတော့ပါဘူးဂိုမိတ်ကတန်တုပ်ဖြစ်ခိုကိုရှေဘွဲ့ရဲ့ခေါင်းကိုရိုက်ချလိုက်ပါတယ်ခိုကိုရှေဘူကခုခံပေမဲ့လည်းဂိုမိတ်ကသူ့ရဲ့ပစိန်ဖြစ်အောက်ဘက်ကနေပြီးတော့ထပ်မံခုတ်လိုက်ပြန်ပါတယ်ခိုကိုရှေဘူကသူ့ရဲ့ဓာတ်ဖြစ်တားဆီးထားပေမဲ့လည်းတပ်ပင်ကြီးကသူ့ရဲ့သွေးတွေကိုစုပ်ယူနေတဲ့ဖြစ်သူ့ရဲ့သွေးနက်ဆိုးအတက်ကိုတုံးလို့မရတော့ပါဘူးခိုကိုရှေဘူကမွေချီရဲ့ဓာတ်ကိုကြည့်ရင်ယိုရီချီရဲ့ဓာတ်ကိုပြန်လဲတတိယသွားခဲ့ပါတယ်အတိတ်ကသူ့ရဲ့ညီနဲ့စကားပြောခဲ့စဉ်ကသူတို့အသက်ရှူနီးစနစ်တွေကွယ်ပြောက်သွားမှာကိုခိုကိုရှီဘူကစိုးရိမ်ခဲ့ပူပါတယ်ဒါပေမဲ့လည်းယိုရီချီကသူတို့ကိုကြော်လွန်မဲ့သူပေါ်ပေါက်လာလိမ့်မယ်ဖြစ်ကြောင်းနဲ့သူ့ရဲ့ဘဝကိုအေးချမ်းစွာအဆုံးသတ်နိုင်ကြောင်းပြန်ပြောခဲ့ပါတယ်အဲ့ဒီအချိန်စာနယ်မီကခုန်တက်ပြီးတော့ဂိုမဲရဲ့တန်လုံးတုပ်ကိုသူ့ရဲ့ဓာတ်ဖြစ်ဖိကြကခိုကိုရှီဘွဲ့လဲပင်ကိုဖျက်ရန်စ조사ပါတယ်လက်နက်နှစ်ခုထိတွေ့သွားတဲ့နေရာကအနီရောင်ဖြစ်ပြောင်းလဲသွားပြီးနောက်ဆုံးမှာခိုကိုရှီဘွဲ့ရဲ့လေပင်ကိုဖျက်တောက်နိုင်ခဲ့ကသူ့ရဲ့ဓာတ်ကိုလည်းနှစ်ပိုင်းချိုးဖျက်နိုင်လိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ခိုကိုရှီဘုကသူတို့နောက်ပိုင်းတွင်မွေးဖွားလာသူတွေကသူတို့ကိုကြော်တက်သွားလိမ့်မယ်ဆိုတဲ့သူ့ညီငယ်စကားကိုသတိရသွားခဲ့ပါတယ်ခိုကိုရှီဘုကအခုလက်ရှိသူနဲ့ရင်ဆိုင်နေတဲ့ဟာရှိယာတွေအားလုံးရဲ့ခွန်အားနဲ့ပါရမီကိုအတိမတ်ပြုလိုက်ပါတယ်သူတို့ကပြင်းထန်တဲ့ဒဏ်ရာတွေရထားပေမဲ့လည်းဓာတ်တွေကိုမလွတ်ခဲ့ကြပဲလူသားတွေဖြစ်နေပေမဲ့လည်းသွေးနက်ဆိုအတက်ကိုပင်တုံးနိုင်ခဲ့ကြပါတယ်နေအောင်ကြီးအသက်ရှူသူများမဟုတ်ပေမဲ့လည်းသူတို့ဓာတ်တွေကိုအနီရောင်ပြောင်းနိုင်ခဲ့ကြပါတယ်ခိုကိုရှီဘုကသူ့ရဲ့ရှုံးနှိပ်သွားတော့မယ်ဆိုတဲ့အတွေ့အကြုံဒေါသထွက်လာပြီးသူ့လေပင်ကသွေးတွေထွက်ခြင်းကိုထိန်းချုပ်လိုက်ပါတယ်အဲ့ဒါကိုမြင်လိုက်ရတဲ့ဂီယိုမဲကအံ့ဩသွားပြီးဂန်ညာနဲ့မွေချီတို့အသက်ပေးဆက်မှုကအလကားမဖြစ်စေရန်အပါမဝန်းကိုဆက်လက်တိုက်ခိုက်ဖို့စာနယ်မီကိုပြောလိုက်ပါတယ်စာနယ်မီကအဲ့ဒီစကားများကြောင့်စိတ်အားတက်ကြွလာပြီးလေတက်ရှူခြင်းအထမပုံစံဖြစ်ခိုကိုရှီဘုကိုတိုက်ခိုက်ပြီးဂီယိုမဲကကြောက်တုံးအသက်ရှူခြင်းပြစမပုံစံဖြစ်နောက်မှလိုက်တိုက်ခိုက်လိုက်ပါတယ်ခိုကိုရှီဘိုကဂိုမဲရဲ့ပစိန်ကိုရှောင်နိုင်ခဲ့ပေမဲ့လည်းမွေချီရိုဓာတ်ကင်ထားတဲ့လက်ကိုဖျက်တောက်ပစ်လိုက်ပါတယ်ကိုကိုရှီဘိုကမွေချီရိုရဲ့ဓာတ်တော့ကိုဆွဲထုတ်ရန်နဲ့ဂန်ညာရဲ့သွေးနက်ဆိုအတက်ကိုဖယ်ရှားရင်စ조사ပါတော့တယ်ခိုကိုရှီဘိုရဲ့ခေါင်းကဂိုမဲနဲ့စာနယ်မီတို့ရဲ့တိုက်ခိုက်မှုတွေကိုရှောင်ရှားနေစဉ်အတွင်းမှာဖြစ်ဖြစ်ချင်းပြန်ပေါက်လာခဲ့ပါတယ်ဟာရှိယာတွေကအံ့ဩသွားကြပေမဲ့လည်းသူ့ရဲ့ခေါင်းကအရင်ကထက်ပေါ်ပြီးတော့ကြောက်မက်ဖွယ်ကောင်းတဲ့နတ်ဆိုးပုံစံဖြစ်အပြစ်ပြန်လဲပေါ်ပေါက်လာခဲ့ပါတယ်ဟာရှိယာတွေကအလျှော့မပေးပဲအပါမုံဝမ်းကိုဆက်လက်တိုက်ခိုက်ကြရာစာနယ်မီရဲ့ဓာတ်သွားပေါ်မှာထင်ဟပ်နေတဲ့သူ့ရုပ်ဆိုးလာတဲ့မျက်နှာတက်ကိုခိုကိုရှီဘိုမြင်လိုက်ရပါတယ်ကိုကြည့်ပြီးတော့ယွန်ရှာသွားတဲ့ခိုကိုရှီဘိုကငယ်စဉ်ကသူ့ရဲ့ညီထက်သားတဲ့နိုင်ငံအင်အားအကောင်းဆုံးစာမိုရိုင်းဖြစ်လာမယ်လို့တန်တိထက်ချခဲ့ပုံကိုပြန်လည်သတိရသွားခဲ့ပါတယ်အဲ့ဒီအသွင်တရံကစာမိုရိုင်းတယောက်ရဲ့ပုံစံလောက်သူတကယ်အလိုရှိခဲ့တဲ့အရာလောလို့ကိုကိုရှီဘိုကတွေးနေစဉ်မွေချီရဲ့ဓာတ်ပြစ်ထိုးထားတဲ့သူ့ရဲ့ဝမ်းပိုင်းနေရာကစတင်၍ခွန်နာကိုမှအလိုလိုပြိုကွဲလာခဲ့ပါတယ်အဲ့ဒီစက္ကန့်ပိုင်းအတွင်းမှာဂိုမိန်နဲ့စာနယ်မီတို့ကသူ့ရဲ့ခေါင်းတစ်ကိုခုတ်ချလိုက်တဲ့ဖြစ်သူဒီသွေးနက်ဆိုအတက်ကိုတုံးရမရတော့ပါဘူးအရှုံးမပေးလို့တော့ကိုကိုရှီဘိုကခွန်အားတွေကိုစုစည်းရန်စ조사ပေမဲ့လည်းနောက်ဆုံးတိုက်ပွဲမှာသူ့ရဲ့ညီငယ်ရဲ့စကားတွေကိုပြန်လဲကြားအောင်လာရင်သူဒီကို
သူ့ရဲ့ဘဝရှက်စရာကောင်းတယ်လို့ပြောကသူတကယ်အလိုရှိတဲ့အရာကသူ့ညီရိုအီချီလိုမျိုးဖြစ်လာရန်သာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်သူကမနာလိုစိတ်မရှိသူတွေကနေမင်းကဲ့သို့အရာရာကိုလောင်မြိုက်စေနိုင်လောက်အောင်အစွမ်းထွက်သူတွေနဲ့မတွေ့ဘူးချင်းဟာကံကောင်းကြခြင်းဖြစ်တယ်လို့ပြောပါတယ်သူတို့မွေးဖွားခြင်းကအမွာဖြစ်ခဲ့ခြင်းကစက်ခံမှုပြဿနာတွေကိုဖြစ်ပေါ်စေပြီးကံမကောင်းဘူးလို့ယူဆခဲ့ကြပါတယ်ရိုအီချီတို့ရဲ့နှစ်ဖိုးကအမှတ်သားကြောင့်သူ့ရဲ့ဖခင်ကတပ်ပြန်အမိတ်ပေးခဲ့ပေမဲ့လည်းမိခင်ဖြစ်သူရဲ့ကာကွယ်မှုကြောင့်10နှစ်အရွယ်မှာဖုန်ကြီးเจ้าအောင်ပို့ရန်ဆုံးဖြတ်ခဲ့ကြတာပါမီချီကတ်ဆုခိုကူရှီဘူကသူ့ရဲ့ညီကိုတနာစရာကောင်းတယ်လို့ထင်ခဲ့ပြီးညီဖြစ်သူအတွက်ပလွေတစ်ချောင်းလှုပ်ပေးခဲ့ပူပါတယ်။ဒီနေ့မှာတော့အသက်9နှစ်အရွယ်ယိုအီချီကသူ့ကိုအကိုရဲ့အိမ်မက်ကနိုင်ငံမှာအတော်ဆုံးစာမှုတိုင်းဖြစ်လာဖို့လားလို့ပထမဆုံးစကားပြောလာတဲ့အခါမီချီကတ်ဆုခိုကူရှီဘူကအလွန်အံ့ဩသွားခဲ့ပါတယ်။ယိုအီချီကသူကဒုတိယအတော်ဆုံးဖြစ်လာမယ်လို့ပြောလျက်ပြောခဲ့ပါတယ်။ဒါပေမဲ့လည်းမီချီကတ်ဆုခိုကူရှီဘူကမိခင်ကိုအမြဲကတ်နေတဲ့ကလေးကစာမူတိုင်းဖြစ်မလာနိုင်ဘူးလို့ထင်ခဲ့တာပါနောက်ပိုင်းမှာတော့ယိုအီချီတို့ကဓာတ်တိုင်းလေးကျင်းသူတွေကိုအချက်၄ချက်ဖြစ်အလဲထိုးနိုင်ခဲ့တဲ့ဖြစ်မီချီကာဆုခိုကူရှီဘိုကအံ့ဩတင်သွားပြီးညီဖြစ်သူရဲ့လှုပ်ဝက်ချက်ကိုမေးမြန်းခဲ့ပါတယ်ယိုအီချီကပြိုင်ပွဲရဲ့အဆုတ်ပွားလာမှုအယိုးလှုပ်ရှားမှုကြွက်သားကျုံမှုနဲ့သွေးလည်ပတ်မှုတွေကိုကြည့်အောင်ဖြစ်သိနိုင်ကြောင်းပြောပြခဲ့ပါတယ်ခိုကူရှီဘိုကညီဖြစ်သူရဲ့ပါရမီပေါ်မနာလိုဖြစ်ခဲ့ပြီးမိခင်ကွယ်လွန်ပြီးနောက်ယိုအီချီသည်အိမ်မထွက်ခွာသွားပေမဲ့လည်းအကိုပေးတဲ့ပလေလေးကိုအမြဲတမ်းပိုးထားမယ်လို့ပြောခဲ့ပါတယ်နောက်ပိုင်းမှာတော့ခိုကူရှီဘိုကမိခင်ရဲ့တိုင်ယာရီကိုဖတ်ကြည့်ရမှာယိုအီချီကမိခင်ဘဲဘက်ချမ်းနာကျင်မှုကိုသိတဲ့ဖြင့်မိခင်ကိုတစ်ချိန်လုံးတွဲကူပေးနေခြင်းဖြစ်ကြောင်းသိလိုက်ရပြီးသူ့ရဲ့မနာလိုစိတ်မှာပုံမကြီးထွားလာခဲ့ပါတယ်ဆယ်စုနှစ်တစ်ခုအကြာတွင်မှသူကအိမ်အောင်ကြပြီးအခြေတကျဖြစ်နေစဉ်ဒီမိုနေရဲ့တိုက်ခိုက်ခြင်းကိုခံနေရစေယိုအီချီကလာရောက်ကဲတင်ခဲ့ပါတယ်ညီဖြစ်သူပုံမအစွမ်းထက်လာတာကိုမြင်ရပြီးတော့သူကမိသားစုစွန့်ခွာပြီးဒီမွန်တပ်သမားအဖွဲ့ကိုဝင်ရောက်ခဲ့ပါတယ်ယိုအီချီကနေအောင်ချီအသက်ရှူခြင်းကိုတင် ကြားပေးပေမဲ့လည်းဘသူမှလိုက်မမီသဖြင့်မီချီကာဆုခိုကူရှီဘိုကလာမင်းအသက်ရှူခြင်းကိုဖန်တီးခဲ့ပါတယ်အဲ့ဒီနောက်အမှတ်သားရှိသူတွေကအသက်25နှစ်တွင်တေဆုံရမှာကိုသိရှိချိန်မှာမူဆန်ကသူ့ကိုဒီမွန်ဖြစ်ပြောင်းလဲရန်ကမ်းလှမ်းလာကိုလက်ခံခဲ့ပါတယ်။ဒါပေမဲ့လည်းနှစ်ပေါင်းများစွာကြာပြီးနောက်အိုမင်းနေတဲ့ယိုအီချီနဲ့ပြန်ဆုံတွေ့ချိန်မှာသူကအပြတ်သက်ရှုံးနေခဲ့ရပါတယ်။ယိုအီချီကမတ်တရလေးရပင်ကွယ်လွန်သွားခဲ့ပြီးခိုကူရှီဘိုကညီဖြစ်သူရဲ့အလောင်းကိုခုတ်ပိုင်းလိုက်တဲ့အခါအဝတ်စားတွေကသူပေးခဲ့တဲ့ပလေလေးထွက်ကြလာတာကိုမြင်ပြီးမျက်ရည်ကျခဲ့ရပါတယ်။ခိုကူရှီဘိုကသူပါကြောင့်မွေးဖွားလာရတယ်လို့မေးခွန်းထုတ်ရင်ပြဖြစ်ကျွေလွင့်သွားပါတော့တယ်။ခိုခိုရှိဘူးတေဆုံးသွားပေမဲ့လည်းစာနေမီကတော့တတိမေးလျက်ပင်ဆက်လက်တိုက်ခိုက်နေပါတယ်။ကျော်မဲကတားဆီးလိုက်ရပြီးတော့ဂန်ညာကတေလူဆဲဆဲအခြေအနေတွင်ကျော်မဲကိုမိုးအေချီရိုကအရင်ကုတပေးရန်ပြောပေမဲ့လည်းမိုးအေချီရိုကအသက်မဲ့နေပြီဖြစ်ပါတယ်။ကျော်မဲကမိုးအေချီရိုရဲ့မျက်လုံးတွေကိုပိတ်ပေးကဒီတိုက်ပွဲကိုနိုင်ခဲ့တာမိုးအေချီရိုနဲ့ဂန်ညာတို့ရဲ့ကြိုးပမ်းမှုကြောင့်ဖြစ်တယ်လို့ပြောခဲ့ပါတယ်။မိုးအေချီရိုကတော့တက်မလွန်တွင်သူ့ရဲ့အကိုယူအေချီရိုနဲ့ပြန်ဆုံခဲ့ပါတယ်။ယူအီချီတို့ကသူ့ကိုစိတ်ဆိုးပြီးတော့ပြန်သွားရင်ပြောပေမဲ့လေမွေချီတို့ကသူကတငယ်ချင်းမြောက်မဆွလွတ်နိုင်ဖြစ်ကြောင်းနဲ့သူကပျော်ရွှင်စွာဖြတ်တန်းခဲ့ရကြောင်းပြောကညီကိုနှုတ်ဖက်ကငိုကြွေးနေကြပါတယ်တစ်ဖက်မှာတော့စာနေမီကဂန်ညာပြဖြစ်ကျွေးလင်းသွားတာကိုမြင်ပြီးတော့အော်ဟစ်ငိုကြွေးနေရပါတယ်ဂန်ညာကစာနေမီကပျော်ရွှင်စွာနေထိုင်ရန်နဲ့သူကကဘာပေါ်တွင်အကျဉ်းနာဆုံးအကော့ဖြစ်ကြောင်းပြောကကွယ်လွန်သွားခဲ့ပါတော့တယ်တန်ဂျီတို့ကမွေချီနဲ့ဂန်ညာတို့တေဆုံးတဲ့တဲ့င်းကိုကြားပြီးငိုကြွေးနေပေမဲ့လည်းစိတ်ကိုပြန်ထိန်ကမိုးဆောင်နှိမ်နေရန်ဂေယုံနဲ့အတူဆက်ပြေးနေခဲ့ရပါတယ်။မူဆန်ကတော့တိုရှိရဲ့နေရာကိုပထမဆုံးရှောက်လာတဲ့နတ်ဆိုးတပ်သမားတစ်ဖွဲ့လုံးကိုစက္ကန့်ပိုင်းတွင်တပ်ဖြတ်လိုက်ပြီးဖာမာယိုရဲ့ခေါင်းကိုကင်မြောက်ကလောင်ပြောင်နေရင်းနဲ့အတူဇလန်ကပေးဆုံးသွားခဲ့ပါတယ်။